ဘန်ကောက်မှာနေလာတာကျွန်တော်တစ်နှစ်ကျော်အခုမှဒီ app ကိုသိလိုက်ရတာတကယ်နောင်တရတယ်အဲ့ဒါကတော့ MEA Smart Life ပါဒီ MEA Smart Life application မှာဆိုရင်ကိုယ့်အိမ်ရဲ့ meter ခတွေဘယ်လောက်သုံးခဲ့လဲဘယ်လောက်ကြာလဲ meter bill ကိုကျွန်တော်တို့ဘယ်ရက်မှာနောက်ဆုံးဆောင်ရမလဲဒါတွေကိုကျွန်တော်တို့အချိန်နဲ့တပြေးညီအသေးစိတ်ကြည့်နိုင်တယ်လို့ဒါလွန်ခဲ့တဲ့လအနည်းငယ်ကကျွန်တော်တို့သုံးခဲ့တဲ့ meter ခတွေကိုလည်း grab လေးနဲ့ကျွန်တော်တို့ရှင်းပြီးတော့ကြည့်လို့ရပါတယ် app ထဲကနေကျွန်တော်တို့ direct QR code ထုတ်ပြီးတော့ဒီ mobile banking နဲ့လည်း scan နဲ့ငွေပေးချင်နိုင်ပါသေးတယ်နောက်တစ်ခုကကျွန်တော်တို့ကိုယ့်ရက်ကွက်ကိုယ့် area မှာဘယ်နေ့ဘယ်အချိန်မှာတော့ဒါဘာအကြောင်းကြောင့်မီးပြတ်မလဲဆိုတာကိုလည်းကြိုတင်အကြောင်းကြားပေးပါသေးတယ်ရုပ်တရက်မီးပြတ်သွားရင်ပဲဖြစ်ဖြစ်ဓာတ်တိုင်လဲရင်ပဲဖြစ်ဖြစ်ဒါဝါရိုး short ဖြစ်တာမျိုးပေါ့နော်ဒါမျိုးတစ်ခုခုဆိုရင် location နဲ့တကွာဓာတ်ပုံရိုက်ပြီးတော့ application ထဲကနေမှတဆင့်တိုင်ကြားနိုင်တဲ့အတွက်ကြောင့်လည်းအရန်ကိုအဆင်ပြေပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ထိုင်းစာအပြင်အင်္ဂလိပ်စာပါပြောင်းသုံးလို့ရတဲ့အတွက်ထိုင်းစာမဖတ်တတ်ဘူးဆိုရင်တော့မှပဲသုံးလို့အဆင်ပြေပါတယ်သုံးရတာလည်းအရန်ကိုလွယ်ပါတယ် App Store ဒါမှမဟုတ်ရင် Google Play Store ကနေပြီးတော့ MEA Smart Life ကို download ဆွဲပါပြီးရင်ကျွန်တော်တို့ Gmail account ဒါမှမဟုတ်လို့ရှိရင်ဖုန်းနံပါတ်တစ်ခုနဲ့ account ဖွင့်လို့ရပါတယ် account နဲ့ရောက်ရင်ကျွန်တော်ကိုယ့်အိမ်ရဲ့ meter နဲ့ချိတ်ဖို့ add account သို့မဟုတ် add meter ဆိုတာလေးကိုနှိပ်ပါပြီးရင်ဘေးစာရပ်ပေါ်မှာရှိတဲ့ account number နဲ့ address number ကိုရိုက်ထည့်ပြီးတော့ချိတ်လိုက်ရမှာပဲဒီ app လေးကတော့ကျွန်တော်တို့ဘန်ကောက်နွန်ထဘူရီနဲ့စမပကန်3ခရိုင်မှာပဲသုံးလို့ရတာဖြစ်ပြီးတော့ဒါတခြားခရိုင်တွေမှာသုံးလို့ရတဲ့ application လေးကိုနောက်ဗီဒီယိုတွေမှာပြပြပေးသွားပါမယ်ကြည့်ရှုပေးကြပါဦးခင်ဗျာ